ဆိုတော့တာသနာပြုတာသနာလုပ်ငန်းဆိုတာပါလေဆိုတဲ့အရာပေါ့နော်ပြီးခဲ့တဲ့ဘက်မှာလည်းပဲမေ့လျော့နေတဲ့ဘာလို့မေ့လျော့နေတဲ့အရာပေါ့နော်မှုတော်လုပ်ငန်းမှာခြေရတဲ့ဆရာဝေခပြီးသွားပြီးတာသနာလုပ်ငန်းဆိုတဲ့အရာလည်းပဲတခြင်းကောင်းမကြားတဲ့သူတွေစီမှာပေါ့နော်ကြည်တင်ချင်းမရတဲ့သူတွေစီမှာတခြင်းကောင်းဝေခခြင်းပေါ့နော်အထူးနဲ့ပြောမယ်ဆိုတော့တခြင်းကောင်းဝေခခြင်းဖြစ်ပါတယ်ပြီးရင်အဲ့ဒီတဏှာပြုခြင်းတဏှာလုပ်ငန်းမှာဖြစ်လို့အရေးကြီးတာလေဆိုတဲ့အရာပြောမယ်ဆိုလည်းပဲအားလုံးဒီပိသားချရာကိုပဲပေါ့နော်ဘုရားသခင်ရဲ့အမိန့်တော်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တဲ့အဲ့ဒါဆိုတဏှာလုပ်ငန်းကိုဘယ်သူတွေကလုပ်ဆောင်ခွင့်ရအတွက်ကြာဝင်ရှိနေတယ်တရားဟောဆရာဧဝံဂေလိဆရာသာသနာပြုဆရာဆရာမတွေဟောပါတယ်သူတို့တွေလည်းပါဝင်သူယုံကြည်သူအားလုံးကကြာဝင်ရှိပါတယ်သာသနာလုပ်ငန်းကိုလှုပ်ဆောင်ခွင့်ရအတွက်ယုံကြည်သူအားလုံးမှာကြာဝင်ရှိတယ်အမှုတော်ဆောင်များပြီးရင်အမှုတော်မဆောင်ရင်လည်းပဲပေါ့နော်အိမ်မှာနေတဲ့ဖခင်တွေမှာလည်းကြာဝင်ရှိတယ်လို့မိခင်တွေမှာလည်းကြာဝင်ရှိတယ်ကလေးသူတွေများလူငယ်အားလုံးမှာကြာဝင်ရှိတယ်ပေါ့နော်အထူးသဖြင့်မိခင်တွေဆိုရင်လည်းဘေးမှာမသွားနိုင်ပေမဲ့လည်းအခြေခံကိုရဲ့အိမ်ကနေပေါ့နော်ကိုရဲ့သားသမီးကိုရဲ့အနေနာမှာရှိတဲ့ကိုရဲ့အိမ်ကနေသတ္တနာလုပ်ငန်းကိုတကယ်ပဲချီရောက်သွားတယ်လုပ်ကိုင်နိုင်တယ်ပါဝင်နိုင်တယ်အားလုံးရဲ့ကြာဝင်ဖြစ်တယ်ဒါဆိုသတ္တနာလုပ်ငန်းကိုပုံစံနဲ့ပါဝင်နိုင်တယ်ဆိုတော့ကိုယ်တိုင်ဝိငါချင်းကိုယ်တိုင်ခေါ်ချင်းတွားရောက်ချင်းဂျမမကိုယ်တိုင်ဝိငါနိုင်တယ်ပဲတကယ်ချင်းတွေပေါ်ပြီးမှမိတ်ဆက်ပေးချင်းနော်ဒီလိုပေါ်ပြီးမှယေရှုနဲ့တည်နိုင်အောင်ကြည်တင်ချရနိုင်အောင်ဆရာတွေနဲ့မိတ်ဆက်ပေးချင်းခေါ်ချင်းအားဖြင့်တော်၎င်းဆုတောင်းချင်းအားဖြင့်တော်၎င်းပေးကမ်းချင်းအားဖြင့်တော်၎င်းဘလို့ပါဝင်လို့ရတယ်ပေးကမ်းချင်းပြောတဲ့အခါမှာငွေကြီးတစ်ခုတည်းမဟုတ်ဘူးအချိန်လေးပါလေပြီးဖရားပေးထားတဲ့အသက်ပညာအင်အားရောခုမှရှိတဲ့အရာတွေအားလုံးလည်းပါဝင်ပါတယ်ဒီအရာတွေနဲ့သာသနာလုပ်ငန်းကိုကျမတို့ပါဝင်လို့ရပါတယ်ဒီနေ့မှာအတူချုံးဝင်နေတဲ့ဒီမှာဒီနေ့မှာတကွာစင်စင်ဖူရအတွက်ခုနပြောထားတဲ့အခြေကနေပေါ့နော်ဘာဖြစ်လို့သာသနာပြုခြင်းအရေးကြီးတာလဲဆိုတဲ့ခေါင်းစဉ်လေးအောက်မှာကျမတို့အချက်၅ချက်ဆိုပေမဲ့လည်းခေါင်းစဉ်လေးတွေပဲပြောသွားပြီးမှကျမတို့ချက်ချက်လေးတွေကိုအထူးသဖြင့်ဖတ်သွားမှာဖြစ်ပါတယ်ဘာဖြစ်လို့သာသနာပြုခြင်းအရေးကြီးတယ်လဲအားလုံးဒီတဲ့အတိုင်းပဲဘာဖြစ်လို့လဲဘာဖြစ်လို့သာသနာပြုခြင်းအရေးကြီးတယ်လဲဘုရားသခင်ရဲ့စေခိုင်းချက်ဘုရားသခင်ရဲ့အမိန့်တော်ဖြစ်လို့အငယ်နံပါတ်7မှာဘုရားသခင်ရဲ့အမိန့်တော်ဖြစ်လို့ဘုရားသခင်ရဲ့အမိန့်တော်ကျမတို့နော်လေးစားရတဲ့ဆရာမကြီးကျောင်းမှာနော်တခုခုခိုင်းတယ်ပြောတယ်ဆိုတာမှကျမတို့မနေရဘူးပေါ့နော်ညံ့ညံ့လေးနဲ့တွတ်တွတ်လက်လက်လေးနဲ့ကျမတို့အကောင်းဆုံးမျက်နှာရလေအောင်ကျမတို့လှုပ်ဆောင်ပေးလေးရှိတယ်။ဒါမဲ့လည်းကျမတို့ဘုရားသခင်ကောင်းကင်နဲ့ကြီးဖန်ဆင်းပိုင်တာအုပ်စုတဲ့ဘုရားသခင်ရဲ့အမိန့်တော်ကြတော့တည်တယ်ဘုရားသခင်ဟာအရာခတ်သိမ်းကိုဖန်ဆင်းတဲ့ရှင်ကျမတို့ကတည်းကတော့ရှင်ဖြစ်တယ်ဆိုတာတည်တယ်ကြပါမယ်လေသူရဲ့အမိန့်တော်ကိုကြတော့ကျမတို့ချိန်ခါများစွာပို့ဆစွာနေပေါ့နော်ကိုမေရော့နေတဲ့ကြတယ်ဒီလိုရှုတဲ့ရှိကြတယ်ပေါ့နော်တူတကွာဖတ်ဖို့အစမလို့ဆိုကျမကျန်တာဖတ်သွားမယ်ရှင်မတဲ့အခန်းကြီး28အငယ်19နဲ့20ပြီးတော့ကျန်တာအားလုံးပေါ့နော်ယောမအခန်းကြီး30အငယ်7နဲ့15လေးကိုလည်းနားလည်ကြပါလို့ရှင်မတဲ့အခန်းကြီး28အငယ်19နဲ့20ကိုကျမဖတ်ပါမယ်သင်တို့သွား၍လူမျိုးတကာတို့ကိုငါတစ်ဖက်ဖြစ်စေတဲ့အမေတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗိတိဇံကိုပေးကြတော့ငါဒီသင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းဟာဆုံးမဩဝါဒပေးကြတော့ငါဒီလည်းကတ္တဗာပုံတိတိုင်အောင်သင်တို့ရဲ့အတူအစင်မပြတ်ရှိ
ဝေခါဖို့ရန်အတွက်ကေတီချင်းတရင်ကောင်ပြောပြဖို့ရန်အတွက်ဘုရားသခင်ကအမိန့်တော်ပေးထားတာဖြစ်တယ်အဲ့ဒီအမိန့်တော်အယုံကြည်သူတွေကသိလာဆိုတော့သိတယ်ကျမ်းစာဖတ်တယ်အလွန်နဲ့ကြက်တယ်ဂျာပေမဲ့လည်းတကယ်လက်တွေ့ပေါ့နော်လှုပ်ဆောင်ဖို့ရဆိုတာကျွန်တော်တို့များတော့အစင်ပေါ့နော်လင်းလို့ရှုနေရှိကြတယ်ဒါကြောင့်ဒီထဲမှာကန္နာပြုချင်းပါသူအရေးကြီးတာလေဆိုတော့ဘုရားရဲ့အမိန့်တော်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်တို့ရွေးချယ်ဖို့ရအတွက်ဘုရားတခင်ကဘုရားပေးထားတဲ့အရာမဟုတ်ပဲလေလုပ်ကိုလုပ်ရမယ့်အရာအမိန့်ပေးထားတဲ့အရာယုံကြည်သူတွေနာခံဖို့ရအတွက်ပေးထားတဲ့အမိန့်ဖြစ်ပါတယ်ဒါကြောင့်သာသနာပြုခြင်းလုပ်ငန်းဟာဆိုတော့အင်မတန်မှအရေးကြီးပါတယ်ယောမဩဝါဒစာခန်းကြီး30အငယ်7နဲ့15အတူတူပါဖတ်ကြရအောင်သူရာတွင်မယုံကြည်ရင်အဘယ်သို့ပတနာပြုနိုင်မည်တခြင်းမကြားရင်အဘယ်သို့ယုံကြည်နိုင်မည်ဟောပြောသောသူမရှိရင်အဘယ်သို့ကြားနိုင်မည်လူကိုမစေလွတ်ရင်အဘယ်သို့ဟောပြောနိုင်မည်ချို့သူနဲ့အညီကျမ်းစာလာသည်ကငြိမ်သက်ခြင်းဝမ်းမြောက်စရာတခြင်းကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာတခြင်းကိုကြားပြောသောသူသည်ခြေထူးသည်အလုံးတင့်တယ်စွာစကားကိုလာတည်းကျမ်းစာမှာအခြေလေးပေါ်ပြထားပါတယ်မယုံကြည်နေရပဲဥပဒနာပြုနိုင်မလဲဒါနဲ့ယုံကြည်ဖို့ရအတွက်မကြားဘူးဆိုဘယ်လိုလဲသူကယုံကြည်နိုင်ပါလဲကြားဖို့ရအတွက်လည်းဟောမဲ့သူလိုတယ်ဟောတဲ့သူမရှိလည်းပဲမကြားနိုင်ဘူးဒါကြောင့်လူကိုမစင်ပြပဲနေလေမဟောနိုင်ဘူးပေါ့နော်ဒါကြောင့်ဒီနေ့မှာပထမဦးဆုံးအနေနဲ့သာသနာပြုလုပ်ငန်းသာသနာပြုခြင်းသာသနာပြုလုပ်ငန်းဟာဆိုတော့အမကြမှာအရေးကြီးပါတယ်ပထမဆုံးအနေနဲ့ဘုရားသခင်ရဲ့အမိန့်တော်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တဲ့အဲ့ဒီအမိန့်တော်ကသင်နာခံပါလားဒါမှမဟုတ်ရင်ငင်းဆန်ပါလားအဲ့တစ်ခုပဲရှိတယ်ဘုရားသခင်ရဲ့စကားဘုရားရဲ့အမိန့်တော်ကိုကျွန်တော်တို့ကငင်းဆန်နဲ့လွန်ဆန်နဲ့မနာခံဘူးဆိုရင်ဒီမှာကျမအန်တီများပါတယ်ဘုရားဒါကြောင့်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဘုရားရဲ့အမိန့်တော်ဟာဆိုတော့ဦးထိတ်ထားရမယ်ဦးစားပေးရမယ်အရာကျွန်တော်တို့ရဲ့အသက်တာမှာသူ့ရဲ့စကားသူ့ရဲ့အမိန့်ဟာဆိုတော့ပထမနေရာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အမိန့်တော်ကိုကျွန်တော်တို့ဦးစားပေးဖို့ရအတွက်ပေါ့နော်ပထမနေနဲ့ပြောချင်ပါတယ်ပြီးတော့ဒုတိယအနေနဲ့ကတော့ပါလေဆိုတော့လူတရားရဲ့ဝိညာဉ်ကစัจ java လာကြီးထက်တန်ဖိုးရှိလို့လူတရားရဲ့ဝိညာဉ်ကစัจ java လာကြီးထက်တန်ဖိုးရှိလို့ဘယ်တော့တန်ဖိုးတတ်မှတ်ကြလဲဆိုတော့လူတွေကဟဲ့နေတော့အလကားပဲနေတန်ဖိုးမရှိဘူးလူတွေကဟုတ်ဘူးတန်ဖိုးမရှိဘူးပြောရင်ပြောမယ်အလကားပြောရင်ပြောမယ်ဒါပေမဲ့လည်းဖယားတဲ့ဒီကကြီးစัจ java လာကြီးထက်တာမှာသင်နဲ့ကျွန်တော်ကိုတန်ဖိုးထားတယ်ပေါ့နော်ဒီစัจ java လာပြည့်စည်လည်းပြည့်စည်ပါစေနော်လူတယောက်ရဲ့ဝိညာဉ်ကိုဖယားတဲ့ဒီကမှာတန်ဖိုးထားတာဖြစ်တယ်။သင်နဲ့ကျွန်တော်ဟာဘုရားသခင်တန်ဖိုးထားတော့သူတွေဖြစ်တဲ့အတွက်ကြောင့်စိတ်လက်ကြအားပြေဖို့ရှိဘူး။ဘုရားနိုင်အနေနဲ့ဘုရားကိုပူဇော်ပြီးမှာပေါ့နော်။ဘုရားနဲ့တူရှောင်းလံကိုရန်အတွက်လိုအပ်တဲ့ဒါကြောင့်ဒီနေရာမှာဘုရားသခင်ကတန်ဖိုးထားလို့ပေါ့နော်တန်ဖိုးကြီးတာဖြစ်တယ်။လူတစ်ယောက်ရဲ့ဝိညာဉ်ဟာစัจ java လာခြင်းထက်တန်ဖိုးကြီးတယ်ဆိုတဲ့အရာပေါ့နော်ကျမ်းစာထဲမှာကျွန်တော်ဖတ်ပါပါမယ်ရှင်မဿဲခရစ်ဝင်အခန်းကြီး16အငယ်26ရှင်မဿဲခရစ်ဝင်အခန်းကြီး16အငယ်26လူသည်ဤစัจ java လာကိုအတွင်းမဲ့အစူရ၍မိမိအတဝိညာဉ်ရှုံးလျင်အဘယ်ကျေးဇူးရှိသနည်းမိမိအတဝိညာဉ်ကိုအဘယ်ဥစ္စာနဲ့ရွေးနိုင်သနည်းရှင်မဘုတ်ထဲမှာလည်းတွေ့ရတယ်ပေါ့နော်စัจ java လာကြီးကိုအတွင်းမဲ့အစူရဒီမှာဝိညာဉ်ရှုံးတယ်ဆိုတော့အဘယ်ကျေးဇူးရှိသနည်းပါကျေးဇူးမှမရှိဘူးပေါ့နော်ဒီလောကမှာရှိတဲ့အရာတွေကကျမတို့ရဲ့အတဝိညာဉ်ကိုမရွေးယူနိုင်ဘူးပေါ့နော်မကယ်တင်နိုင်ဘူးဒါကြောင့်တဏှာပြုခြင်းဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့လူတစ်ယောက်ရဲ့ဝိညာဉ်ဟာစัจ java လာကြီးထက်တန်ဖိုးကြီးတဲ့အတွက်ကြောင့်ဘုရားသခင်ကတန်ဖိုးထားတဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့လေးစားရတဲ့လူတစ်ယောက်ရဲ့တန်ဖိုးထား
ဘူးပေါ့နော်ဒီမှာကိုလည်းဒီဆိုင်နဲ့ကြည့်ရှုပေးတယ်ပြုစုပေးတယ်ပေါ့နော်အဲ့ဒီထူကြီးထူစွာပဲဒီမှာတို့ဖျားသခင်ကကြံပိုးထားတဲ့အရာဖြစ်တယ်ဟာသွားပါစေအမြင်ကဆရာကြီးနော်ငါ့ကိုလောက်တာတော့မှချိန်ပါမနေတော့သွားပါစေမရေးကြလဲဘူးတော်ကောင်းလေးတွေဝမ်းသာတယ်အဲ့လိုမျိုးမဟုတ်ပဲねပေါ့နော်ဖျားသခင်ကြံပိုးထားတဲ့အရာဒီစကြဝဠာကြီးချက်တာမှာကြံပိုးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့အဲ့လိုမျိုးနဲ့လွယ်လွယ်ကိုနဲ့ပေါ့နော်ဒီတိုင်းသူတို့ငရဲသွားတဲ့ကိစ္စမရှိဘူးကောင်းကင်နိုင်ငံရောက်ပြီးရောဆိုတဲ့စိတ်ကျမတို့မှာချလို့မရပါဘူးယုံကြည်သူအားလုံးမှာတခြင်းကောင်းဝင်ဆောင်ရန်အတွက်တာဝန်ဝတ္တရားရှိတဲ့အတွက်ကြောင့်မို့ပြီးရင်ဒီဝိညာဉ်မှာဒီစကြဝဠာကြီးတဲ့တာပူကြီးတဲ့အတွက်ကြောင့်မို့ကျမတို့တဏှာပြုတ်ချဟာဆိုတော့ဒီမှာဂျာမအရေးကြီးပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့တခြင်းကောင်းဝင်ထားခြင်းလုပ်ကိုလုပ်ရမယ့်အရာဖြစ်ပါတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီရှင်လုကာခန်းကြီး9အငယ်25ချိန်မှာဆိုရင်သင်တို့သပင်ဒီလေအကုန်အစင်ရည်ကျွတ်ရရှိသည်နော်ဘုရားတခင်ကအလောက်ချစ်ရယူဆိုင်တာဒီကောင်းပေါ်မှာရှိတဲ့သပင်ပဲသူရည်ကျွတ်နိုင်တယ်ရည်ကျွတ်နိုင်တဲ့ဆိုငါလက်ဆောင်နော်ပေးပဲဆိုတာမှဘယ်သူမှအကြည့်အကျကျွတ်နိုင်ကိုလည်းမတွေ့ဘူးပေါ့နော်ဒီသပင်ဒီအရာလေးတွေဒါပေမဲ့ဘုရားတခင်ကအလောက်ချစ်ရယူဆိုင်တယ်ဆိုတဲ့အရာကိုပေါ်လွင်စေတာဖြစ်တယ်အဲ့လောက်ချစ်ရယူဆိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကျမတို့ရဲ့အပင်ပန်းတရားကိုရယူဆိုင်ခြင်းထက်ကျမတို့ရဲ့ဝိညာဉ်ကိုဘုရားတခင်ကအပင်လေးမကြစေချင်တာဖြစ်တယ်ရယူဆိုင်တာဖြစ်တယ်ကြာပို့ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့လည်းပဲဘုရားသခင်ကြာပို့ထားတဲ့ဝိညာဉ်တွေလည်းရဲသွားနေတဲ့ဝိညာဉ်တွေကိုသူတို့မသွားဘူးလဲမှမတွေ့ချခင်နဲ့မှအမြန်ပေါ့နော်သူတို့ကိုကိုညီကိုရအတွက်လည်းရဲမသွားတဲ့အောင်ပြင်ချင်းလမ်းမှာသူလည်းတည်တယ်အောင်သူတို့ကိုညီကိုရအတွက်ကျမတို့မှာတာဝန်ရှိပါတယ်เนาะဒီနေ့မှာတကယ်လို့များဒီလောကမှာရှိတဲ့စီးစိမ်ဥစ္စာနဲ့လူတယောက်ရဲ့ဝိညာဉ်တွေအဲ့ဒါဆိုကျမတို့ကတော့เนาะစီးစိမ်ဥစ္စာတွေကောင်းရွေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဘုရားသခင်ကဒီနေ့ကျွန်တော်ဝိညာဉ်ကိုပုံပြီးမှတန်ဖိုးထားတာဖြစ်တယ်ဒါကြောင့်ကျမတို့ဧဝံဂေလိဝေခခြင်းကိုပေါ်စားလို့မရပါဘူးကိုယ်တိုင်ဝေခနိုင်တဲ့ကြောင့်မှသူတို့ကိုဆွဲခေါ်เนาะဘုရားဘက်မှာလာလေအောင်ဆွဲခေါ်ခွန်အားပဲတိုက်တွန်းကိုရအတွက်ကျမတို့မှာတာဝန်ရှိပါတယ်။တခြားအနေနဲ့ဧဝံဂေလိတဏှာပြုခြင်းဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့လူအတ္တကဒူတောင်းလို့လူအတ္တကအင်မတန်မှဒူတောင်းပါတယ်ဘောနော်ကျန်စာချင်းမှာဗေဒီဟာမှာတွေ့ရတယ်ဆိုတော့တရားလေးစတဲ့ခုညကောစာရကျန်အပိုင်လေးချင်းမှာဘောနော်လူဒီအဝိနဲ့တူပါ၏သူဤနေရတူဒီလွန်သွားတတ်သောအရေးကဲ့သို့ဖြစ်ကြပါ၏လူဟာဗာနဲ့ထိုင်ချလေဆိုတော့အဝိနဲ့ထိုင်ချပါတယ်ဘောနော်ပြီးလွန်သွားတတ်သောအရေးဟာခဏတူရှိတယ်ခဏကြာရင်မရှိတော့ဘောနော်လူအတ္တကအဲ့လိုပဲအရေးလိုမျိုးပဲအခုအဝိလိုပါပဲဘောနော်ဒီပကြမှာဒီတောင်းတဲ့အရာဖြစ်တယ်ရှင်ရတော့ထဲမှာကြည့်နေဆိုတော့အခန်းကြီးလေးအနေစလဲမှာပါတွေ့ရတယ်ဆိုတော့အကျွန်ုပ်တို့သည်ဘူပဲများကဲ့သို့ရှိတော်၌ဧည့်သည်အာဂန္တုဖြစ်ပါ၏မြေကြီးပေါ်မှာနေရသောကာလသည်အရေးကဲ့သို့ဖြစ်ပါ၏ပြီးကိုရမရှိပါဒီမှာလေးပဲအရေးကဲ့သို့ခိုင်ထားပါတယ်ပေါ့နော်ပြီးတော့ဓမ္မရသဝေရာဇဝင်ချုပ်ပထမဆောင်နော်အခန်းကြီး29အငယ်15မှာဆိုရင်ငါတို့ဒီမနေဤသားဖြစ်၍အနှင်းမတိရပါမြေကြီးပေါ်မှာငါတို့နေရသောနေ့ရက်ကာလဒီအရှိတ်တတ်ဖြစ်၏ဒီမှာလေးပဲအရှိတ်နဲ့အရှိတ်ထားတဲ့ပကြမှာကြောက်ွယ်တယ်အခုမြင်တဲ့ခဏနေစားရင်မမြင်တော့ဘူးနော်လူအသက်ကအရန်ထူထောင်လို့လည်းအတွက်ကြောင့်ကိုအဲ့ဒီထူထောင်လို့လည်းအသက်မပုံဆုံးခင်ထဲမှာကျမတို့တွေကသူတို့တွေစီမှာတခြင်းကောင်းကြားနိုင်ခွင့်ရအတွက်ဝေစာအားဖြင့်လားနော်တက်တဲ့ခံစအားဖြင့်လားသူတို့ကိုဆွဲပေါ်ခြင်းအားဖြင့်လားကျမတို့ကမှုတော်လုပ်ငန်း၌ပါဝင်ကိုလှုပ်ဆောင်ဖို့ရအတွက်ကျမတို့မှာတာဝန်ရှိပါတယ်သူတို့တည်သွားပြီးတဲ့နောက်ပိုင်းမှာဆို
ကျမတို့တာဝန်တွေကြီးပွန်ဖို့ရအတွက်လိုအပ်တယ်တာဝန်မကြီးပွန်ပဲနဲ့နော်ကိုယ့်ရဲ့အိမ်ပြန်မလေးရောက်ပြီးမှကွာတေသွားမှသွားပြီးဆိုလည်းပဲဘုရားတခင်ရှိမှကျမတို့ဘယ်လိုရှက်ပါလဲနော်တကယ်လို့များအချိန်ဆွဲနေတယ်ဆိုရင်ကိုယ့်ကိုကြတော့ဘုရားတခင်ကတော့အသက်ရှင်ခွင့်ပေးတယ်ဒါပေမဲ့ကိုပြောမဲ့သူတွေကိုအနေနာသူတွေကကျွေလွတ်သွားပြီးဆိုလည်းပဲအချိန်ခံသွားမှဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ကလူအသက်အရန်ထူတောင်းတဲ့အကွက်ဝဲလိုပန်းဝဲလိုညက်ပင်တွေလိုပေါ့နော်ဒီလူအရာဖြစ်တဲ့အချိန်ကြောင့်ကျမတို့ကယခုအချိန်မှာကျမတို့ဝေငှနိုင်တဲ့အချိန်တိုးနိုင်တဲ့အချိန်အခွင့်အရေးရှိနေတဲ့အချိန်မှာကျမတို့အချိန်မဆွဲဘဲနဲ့အချိန်ကောင်းကိုဝေငှကြရအောင်ဒါမှမဟုတ်ရင်သူတို့တွေကိုဆွဲပေါ်ကြရအောင်ပေါ့နော်ကျမတို့တာဝန်ကိုရန်အတွက်ဒါကြောင့်အမှုတော်လုပ်ငန်းတတလာပြုခြင်းအရေးကြီးတဲ့အရာပါဖြစ်လို့လဲဆိုတော့လူအသက်ကထူထောင်လို့တဲ့အတွက်ကြောင့်တကယ်လို့အသက်တာရှိတဲ့အားလုံးအသက်တရားကျော်အသက်ရှင်ရမယ်သိထားတယ်ဆိုရင်ရတဲ့အသက်90လောက်ကနေစဖို့မယ်နော်အဲ့လိုမျိုးတဲ့စစ်ချလို့ရတယ်အခုကတော့ခလေးလူငယ်လူကြီးမရွေးအမြဲတမ်းတည်နိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကိုအရန်ထူထောင်တဲ့အတွက်ကြောင့်ကိုကျမတို့မှာရှိတဲ့အချိန်လေးမှာအမြဲတမ်းအခွင့်ကောင်းလေးကိုကိုင်ဆွဲပြီးမှလှုပ်ဆောင်ဖို့ရအတွက်ပေါ့နော်လိုအပ်ပါတယ်ပြီးတော့တတလာပြုချင်းပါဖြစ်လို့အရေးကြီးတယ်လေဆိုတော့နံပါတ်4မှာကျတော့ငရဲရောက်ပြီဆိုရင်ဒုတိယအကျိန်အခွင့်အရေးမရှိတော့လို့နော်ငရဲရောက်ပြီဆိုရင်ဒုတိယအကျိန်အခွင့်အရေးမရှိတော့လို့တကယ်လို့များဒုတိယအကျိန်ခွင့်ရတာရှိခဲ့မယ်ဆိုတရားဟောဆရာတို့အားလုံးငရဲရောက်ပြီဆိုတော့ပြောင်းလဲပြီသူတို့ပြန်တက်လာပြီဆိုတော့ဟာငရဲထပ်သွားချင်တော့မှာမဟုတ်ဘူးနော်ဒါပေမဲ့သူငရဲရောက်ပြီဆိုတော့ဟဲ့ပြန်သွားချင်တဲ့ဘာပဲဖြစ်သူတို့ကိုယ်တိုင်ပြန်သွားချင်တယ်မရသူတို့မှရှိတဲ့ဆွေမျိုးတွေကိုစဉ်းစားပေးတယ်မရဘောနော်ပြန်အခွင့်အရေးဒုတိယအကျိန်ဆိုတာတည်ပြီးတဲ့နောက်ပိုင်းငရေရောက်ပြီးနောက်ပိုင်းမှာလုံးဝမရှိတော့တဲ့အတွက်ကြောင့်မို့တဏှာပြုခြင်းလုပ်ငန်းဟာဆိုတော့အင်မတန်မှအရေးကြီးပါတယ်ဟေတဲ့အခန်းကြီးကိုအငယ်20မှာဟေတဲ့အခန်းကြီးကိုအငယ်20မှာလူဒီတခါတည်းတည်ရွယ်ခြုံနောက်မှာတရားစင်တော်မူခြင်းကိုခံရတယ်သူလူကတခါပဲတည်ပဲအဲ့ဒီနောက်မှာကျတော့ကောင်းကင်နဲ့ငရဲတရားစင်ခြင်းခံရမှာဖြစ်တယ်ယုံကြည်တဲ့ဆိုကောင်းကင်မယုံကြည်ဘူးဆိုငရဲကြမှာဖြစ်ပါတယ်ဒါကြောင့်တည်ပြီးတဲ့နောက်ပိုင်းမှာနော်ဒုတိယအကြိမ်အခွင့်အရေးဆိုတာမရှိတော့ဘူးရှင်လုကာအခန်းကြီး16အငယ်19ကနေ30ကြည့်မယ်ဆိုရင်တထဲကြီးနဲ့လာဇရုရဲ့အကြောင်းပေါ့နော်ဆက်လက်စကူကလေးလူငယ်ကလေးဘဝကနေအာလုံးရှင်းပြီးသားဖြစ်တဲ့တထဲကြီးနဲ့လာဇရုအကြောင်းတွေ့ရတယ်တထဲကြီးဟာဆိုလည်းပဲလောကမှာအသက်ရှင်နေတဲ့အချိန်မှာကောင်းမှုစွာနဲ့စိတ်ကြကြအသက်ရှင်နေခဲ့ပေမဲ့လည်းအရေးကြီးဆုံးဖြစ်တဲ့နော်ကယ်တင်ရှင်ယေရှုကိုမယုံကြည်ခဲ့ဘူးကယ်တင်ခြင်းမရရှိခဲ့တဲ့အတွက်ကြောင့်သူတည်တဲ့အခါမှာနေကြသွားတာဖြစ်တယ်။လက်စရုလေးဟာဆိုတော့ဘလောက်ပဲအနစိမ့်တဲ့လောကမှာအခက်အခဲစွာပင်ပန်းစွာနော်အနစိမ့်တဲ့ဆိုတော့လူတကားလည်းအဒီနာကချင်မှာမဟုတ်ဘောနော်အနစိမ့်ရှိတဲ့သူတွေဟာဆိုတော့အကြီးတွေထွက်အနတ်တွေနာမယ်ဘောနော်သူ့မှာလည်းစေရဲနေဆိုတော့အဒီနာပေါင်းဖော်တဲ့သူလည်းရှိမှာမဟုတ်ဘောနော်ဒါပေမဲ့သူဟာယေရှုခရစ်ကိုယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကယ်တင်ခြင်းရတဲ့အတွက်ကြောင့်သူတည်တဲ့အခါမှာကောင်းကင်ရောက်သွားတယ်။နော်ကောင်းကင်ရောက်သွားတယ်။အဲ့နောက်ပိုင်းမှာတစ်ချိန်ကြီးဘလောက်ပဲလောင်ကြရရသူကပြန်သွားခြင်းလည်းမရကျေးဇူးပြုပြီးလားသူတို့လွတ်ပဲနော်သူနားထောင်မှာပါပြောလည်းမရအခွင့်အရေးဘလောက်ပဲကြောက်ကြပါတော့မရတော့ဒုတိယအကြိမ်အခွင့်အရေးဆိုတာမရှိတော့ဘူး။ဒါကြောင့်သူတို့တွေငရဲမသွားခင်ထဲမှာမသေးဆုံးခင်လဲမှာတော့သူအခွင့်အရေးရှိနေတဲ့အချိန်မှာကျမတို့ကယုံကြည်သူတွေကကိုယ့်ရဲ့တာဝန်ဘုရားအမိန့်တော်ကိုနာခံရင်းနဲ့ပေါ့နော်ကျမတို့တက်နိုင်တဲ့ခက်ကနေဝေငှမယ်သူကိုဖိတ်ခေါ်မယ်ကိုတက်နိုင်တဲ့အသီးပေါ့နော်ကာလအ
အခန်းချင်းနဲ့အငယ်လေးမှာလည်းပဲဗာတွေ့ရတယ်ဆိုတော့ဘုရားသခင်ကလူအားလုံးရဲ့ချင်းရပြမှာတမန်တရားသိဖို့ရအတွက်ဘုရားရဲ့အလိုတော်ဖြစ်တယ်။နော်ဒီနေ့ကျွန်တော်ကိုဖန်ဆင်းတဲ့သူကတင်တဲ့သူရဲ့အလိုတော်ကလူအားလုံးရဲ့ချင်းရဖို့ဖြစ်တယ်။ဒီအရာဟာကျွန်တော်တို့ရဲ့အလိုတော်လည်းဖြစ်ရမယ့်အရာဖြစ်တယ်ပေါ့နော်။နောက်ဆုံးတစ်ချက်အနေနဲ့အားပါတယ်ဆိုတော့နံပါတ်5အနေနဲ့တာသနာပြုခြင်းဘာဖြစ်လို့အရေးကြီးတယ်လဲဆိုတော့သူ့အသွေးတည့်ရဲ့လက်မှာတောင်းမှာမလို့နော်သူ့ရဲ့အသွေးကိုတည့်ရဲ့လက်မှာတောင်းမှာမလို့ဘုရားသခင်ကသူ့ရဲ့အသွေးနော်အဲ့ဒီကိုမဟောပြောလိုက်ရတဲ့သူ့အနီးနားမှာရှိတဲ့သူတို့ရဲ့အသွေးကိုတင်တဲ့ကျွန်တော်ရဲ့လက်မှာဘုရားသခင်ကတောင်းမှာဖြစ်တယ်ဆိုတဲ့အရာကိုယေဇကျေလအခန်းကြီး3အငယ်18ထဲမှာကျွန်တော်တို့တွေ့ရတယ်။ယေဇကျေလအခန်းကြီး3အငယ်18ထဲမှာတင်ဒီအမှားတယ်လိမ့်မည်ဟုလူစုအားငါပြောတဲ့နဲ့တင်ဒီတတိမပဲလူစုရဲ့အသက်ကိုချမ်းသာစေခြင်းကလူစုအားတတိပေးသောစကားကိုမပြောဘဲနေလေထူလူစုသည်မိမိအပြစ်၌တည်လိမ့်မည်သူ၏အသက်ကိုကတင်၌ငါတောင်းမည်နော်အတိအလင်းပေါ်ပြထားတယ်တတိပေးပါနဲ့နော်အဲ့ဒီလူစုကိုတတိမပေးဘူးဒီတိုင်းကသူ့ရဲ့အပြစ်နဲ့တည်သွားတယ်ဆိုသူ့ရဲ့အသွေးသူ့ရဲ့အသက်ကိုငါတင်နိုင်တာတောင်းမည်ဆိုပြီးမှနော်ဒီနေရာမှာကျန်စာမှာပေါ်ပြထားတာဖြစ်တယ်တကယ်လို့သင်ကပြောတယ်တတိကောင်းပြောတယ်သင်ကတက်နိုင်တဲ့ခက်ကနေကိုယ်တိုင်မဝေမှနိုင်နဲ့နော်တတိကောင်းကြားနိုင်အောင်ဖိတ်ခေါ်ရက်သားနဲ့မယုံကြည်လို့တယ်ဆိုရင်သင်နဲ့ကျွန်တော်တာဝန်လွတ်တဲ့တာဝန်ကြီးတယ်နော်ဒါပေမဲ့လည်းကျမတို့အနီးနားမှာရှိနေပါတဲ့နဲ့နော်ကျမတို့ပြောဖို့ရအတွက်ဘုရားကအခွင့်ပေးနေပါတဲ့နဲ့ကျမတို့ကကြောက်လို့ခဏနေသူများအချင်းသေးမှဆိုလို့ခဏနေသူများထောင်ပြောက်မှဆိုလို့အမျိုးမျိုးနဲ့ကြောက်တဲ့စိတ်တွေနဲ့ပြီးပါနော်မပြောမဟောပဲနဲ့လွန်သွားမှအဲ့ဒီလူတွေကနော်တည်သွားတယ်ဆိုရင်နောက်တစ်ခါကိုလည်းမဆုံးဖြစ်တော့သူကဆုံးသွားတယ်ဆိုရင်အဲ့ဒီလူတွေရဲ့အသက်အသွေးနော်တည့်ရတဲ့မှာတောင်းပြီးဒီမှာပေါ်ပြထားတဲ့အတွက်ကြောင့်မို့ကျမတို့တွေတခြင်းကောင်းကိုကိုယ့်ရဲ့အနီးနားမှာရှိသောသူတွေစီမှာဝေငှဖို့ရအတွက်အမချမ်းမှာအရေးကြီးပါတယ်ဒီအရာတွေလှုပ်ဆောင်ဖို့ရအတွက်တင်တဲ့ကျွန်တော်မှာတာဝန်ရှိတယ်ကျမနေသေးတယ်တားနေသေးတယ်ကြီးလာမှဆိုတဲ့စစ်ကြီးတွေကတော့ဘယ်ချိန်ကြီးကျမတို့ရဲ့အသက်ကထူထောင်လို့နဲ့ဘယ်ချိန်ချအသက်ရှင်နေမသိတဲ့အတွက်ကြောင့်မို့ငယ်သေးတယ်ဆိုလည်းပဲငယ်သေးတဲ့အရွယ်နဲ့အပြောင်းကျမတို့မှာတတ်နိုင်တဲ့အရာဒီလားတွေအများကြီးဘုရားသခင်ကဖွင့်ပေးထားပါတယ်ဒီအရာတွေကိုကျမတို့ကစုပ်ကိုင်နေမှာပေါ့နော်အတုံးချချက်ဖွင့်ရအတွက်အမှန်တမ်းအရေးကြီးပါတယ်ဆိုတဲ့အရာပေါ့နော်ဒီထဲမှာကျမအနေနဲ့ခွန်အားပေးချင်တာဖြစ်တဲ့သာသနာပြုခြင်းအရေးကြီးတဲ့အကြောင်းနဲ့ပတ်သက်ပြီးပါပေါ့နော်ဒီချုံးအနေနဲ့PowerPoint နဲ့ပေါ့နော်ဒီလိုလည်းလုပ်ထားတဲ့အရာရှိပါတယ်ဒီအရာတွေကိုကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကျွန်မဒီနာဝင်ထားတဲ့အရာကိုအဆုံးသတ်မှာဖြစ်ပါတယ်သာသနာပြုခြင်းဘာဖြစ်လို့အရေးကြီးတာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးပါတော့သာသနာပြုခြင်းတရားဖြစ်ပြောမယ်ဆိုတော့ဆေလွတ်ခြင်းခံတဲ့တတိကောင်းဝေငှဖို့ရအတွက်ဘုရားသခင်ရဲ့ခေါ်ခြင်းကိုနိုင်ဆမဆိုဝေငှတယ်ဘုရားဘုရားသခင်ရဲ့ခေါ်ခြင်းနော်ဆေလွတ်ခြင်းခံတဲ့သူတွေဖြစ်တဲ့ယုံကြည်သူတွေအားလုံးပါပဲဘာအတွက်ဆေလွတ်ခြင်းခံရလဲဆိုတော့တတိကောင်းဝေငှဖို့ရအတွက်ဆေလွတ်ခြင်းခံတာဖြစ်တဲ့အဲ့ဒီတတိကောင်းဝေငှဖို့ရအတွက်ကဘယ်လိုတွေပါဝင်နိုင်တယ်ဆိုတော့အားလုံးပါဝင်လို့ရတယ်ကိုယ်တိုင်ဝေငှခြင်းအဖြစ်တကယ်ချင်းတွေဖိတ်ခေါ်ခြင်းအဖြစ်အမျိုးမျိုးနဲ့ပါဝင်လို့ရတယ်အဲ့ဒီတတိကောင်းဝေငှ
လေးစေချင်ပေမဲ့လည်းကိုကအဆွမ်းစားမရှိဘူးခုမှကြတော့ဘုရားတာဝန်ပေးထားတဲ့အရာဝေငှဖွင့်ရအတွက်ပဲခုမှတာဝန်ရှိတယ်ဒါကြောင့်ကျွန်တော်တို့တတိကဝေငှတဲ့အခါမှာလူတွေမပြောင်းလဲနေပဲအဲ့ဒီအရာကတော့ဘုရားအပိုင်းဖြစ်တယ်လူပြောင်းလဲစေတာဘုရားတခင်ကပဲတတ်နိုင်တာဖြစ်တယ်ဆေလွတ်ချင်းခံယုံကြည်သူတွေအားလုံးကိုတော့ဆေလွတ်ချင်းခံတရားအဖြစ်ပြောမယ်ဆိုတော့ကျွန်တော်တို့ခုနောက်ထဲမှာချက်ချင်းမြင်တဲ့အရာကြီးတဲ့အရာကအမှုတော်ဆောင်တွေတဏှာပြုစရာတွေဧဝံဂေလိစရာတွေဒါပေမဲ့ယုံကြည်သူတွေအားလုံးပါပဲဒါပေမဲ့အထူးသဖြင့်ဒီပုဂ္ဂိုလ်တွေကဘောနော်တဏှာပြုချင်းခံတဲ့တဏှာပြုတဲ့သူတွေဟာဆိုလည်းပဲတခြားတည်းရာမှာတွားရောက်ပြီးမှသာသနာပြုရတဲ့အထူးဆေလွတ်ချင်းခံတဲ့သူတွေဖြစ်ပါတယ်အားလုံးဟာဆိုတော့ဘောနော်ဝေခဖို့တရင်ကဝေခဖို့ရအတွက်ဘုရားရွေးထားတဲ့သူတွေဖြစ်တဲ့တာဝန်ရှိတဲ့သူတွေဖြစ်တဲ့တတိကဝေထားတဲ့အခါမှာဘုရားသခင်ကလူပြောင်းလဲစေတာဖြစ်တဲ့ပြောင်းလဲတဲ့နောက်ပိုင်းမှာအဲ့ဒီပြောင်းလဲခါစားလူတွေကိုတပည့်တော်ဖြစ်စေဖို့ပြုစုပြုထောင်ခြင်းဘောနော်ဒီအရာမှာလည်းပဲယုံကြည်သူတွေအားလုံးပါဝင်လို့ရတဲ့အရာဖြစ်တဲ့ခွန်အားပေးခြင်းသူတို့ကိုတိုက်တွန်းခြင်းအမျိုးမျိုးအားဖြင့်ကိုတင်ခြင်းအကြံဉာဏ်ပေးခြင်းအမျိုးမျိုးအားဖြင့်ပေါ့နော်တပည့်တော်ဖြစ်စေဖို့ပြုစုပြုထောင်ပြီးမှပြန်ပြီးမှဒီဝါနေတစ်စင်ဒီဆေလွတ်ချင်းခံခြင်းမှာကြတော့အားလုံးစုပေမဲ့လည်းအထူးသဖြင့်ပေါ့နော်တရားဟောဆရာတွေဧဝံဂေလိဆရာတွေသာသနာပြုဆရာတွေမှာဆိုလည်းပဲပါဝင်ပါတယ်ဒါပေမဲ့ယုံကြည်သူတွေအားလုံးလည်းပါဝင်ပါတယ်ပေါ့နော်ဒါကြောင့်ကျမတို့ပါဝင်နိုင်တဲ့အရာအကုန်လုံးဟာဆိုတော့တတိကဝေထားခြင်းတပည့်တော်ဖြစ်စေဖို့ရအတွက်ယုံကြည်ခါစားလူတွေကိုပြုစုပြုထောင်ဖို့ရအတွက်ကျမတို့ကတာပေါင်းစုံကနေပါဝင်လို့ရတယ်မပါဝင်နိုင်တဲ့သူတရားမှမရှိပါဘူးနော်အဲ့ဒါဆိုတော့သာသနာပြုခြင်းနဲ့သာသနာလုပ်ငန်းပေါ့နော်ဒီအရာကဒီမှာအရေးကြီးတဲ့အရာဖြစ်တယ်ဒီလိုပဲနေနေတာဖြစ်တယ်ပေါ့နော်ဒီမှာပြန်ပြီးမှခုနပြောပြထားတဲ့အချက်လေးတွေကိုပြန်ပြီးမှပြထားပါတယ်ချက်ချက်ကတော့ဒီကိုအချက်ရှိတော့လို့ပေါ့နော်ဘာဖြစ်လို့သာသနာပြုခြင်းအရေးကြီးတယ်ဆိုတော့နံပါတ်1မှာဘုရားသခင်ကြီးအမိန့်တော်ဖြစ်လို့နံပါတ်2မှာလူတရားရဲ့ဝိညာဉ်ကစัจ java လာကြီးတဲ့တန်ဖိုးကြီးလို့အဲ့ဒီတန်ဖိုးကဘုရားသတ်မှတ်တာဖြစ်တယ်ဘုရားတန်ဖိုးထားလို့ဖြစ်တယ်နံပါတ်3မှာလူအသက်ကကျူကြောင်လို့နံပါတ်4မှာငရေရောက်ပြီးနောက်မှာဒုတိယအကြိမ်အခွင့်အရေးမရှိတော့လို့နံပါတ်5မှာဘုရားသခင်ကသူ့အသက်တင်လက်မှာတောင်းပါမလို့ဒါကြောင့်သတ္တနာပြုခြင်းဟာဆိုတော့အမတန်မှအရေးကြီးပါတယ်ကျောင်းပိုင်ပရပါပြောထားတယ်ဆိုတော့ကိုယ်တိုင်သွားမလားဓမ္မမောက်ဆင်မလားဓမ္မမောက်ဘုရားသခင်ရဲ့အမိန့်တော်ကိုငင်းဆောင်မလားဒီသုံးခုထဲကနေတခုတော့သင်ရွယ်ရမယ်တင်ကိုယ်တိုင်မသွားနိုင်ဘူးဆိုရင်တော့ဆယ်ဘက်တဲ့အပိုင်းမှာပါဝင်ငွေကြေးအဖြစ်လားအမျိုးမျိုးအဖြစ်ပေါ့နော်ပါဝင်လို့ရတယ်ဓမ္မမောက်ရဲ့နောက်ဆုံးတစ်ခုကတော့ဘုရားသခင်ရဲ့အမိန့်တော်ကိုငင်းဆောင်ခြင်းပဲကြံတယ်ပေါ့နော်Ben John West ကပြောလေဆိုတော့တင့်တွေပေကြီးပေါ်မှာစီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်အဲ့ဒါကဝိညာဉ်သားကိုကယ်တင်ရဖြစ်တယ်ဟောတော့ဒီပေကြီးပေါ်မှာလုပ်ငန်းတစ်ခုရှိတယ်အဲ့ဒါကဝိညာဉ်သားကိုကယ်တင်ရဖြစ်ပါသည်ဆိုပြီးမှရည်သားထားပါတယ်ပြီးတော့ Rick Warren ကပြောထားလေဆိုတော့တောင်းကင်ဘုံမှာဘာသာတွေကိုသူပြင်းပြီးကလူတွေကိုကယ်တင်ခြင်းရဖို့ရှင်းပြညွှန်နိုင်လိုက်တာပဲဆိုပြီးမှဟိုလည်းရည်သားထားပါတယ်ပြီးတော့ BF Chris တရားပါပြောထားလေဆိုတော့အကျွန်ုပ်တို့ဒီဧဝံဂေလိတရားကိုလက်ခံရရှိသည့်အတိုင်းအတာနဲ့တူညီသောအတိုင်းအတာဖြင့်ပြန်လည်ပေးဆောင်ရန်လူတိုင်းအတွက်အကျွေးတင်သူများဖြစ်ကြသည်ရှင်ပေါလုကိုယ်တိုင်ကလည်းပေါ့နော်သူဟာဆိုတော့အကျွေးရှိတဲ့သူဖြစ်တဲ့အကြောင်းကျမ်းစာထဲမှာယောမဥပါရစာထဲမှာကျွန်တော်တို့ဒီရည်သားထားတဲ့အရာပေါ့နော်တွေ့ရတယ်တတိကဝိဟာဖူရအတွက်ချမ်းသာတဲ့သူစီရတဲ့သူလူဖြူလူမဲဘယ်သူမစုခလဲလူကြီးမရွှေအားလုံးထမ်းမှာတ
ဝေငှချဖို့ရန်အတွက်ရည်ကြည်တယ်နောက်ဆုံးမှာဟဆန်တေရာကပြောလေဆိုတော့ခရစ်တော်ရဲ့မဟာစေခိုင်ချက်ကစဉ်းစားရွေးချယ်ဖို့ပေးထားတာမဟုတ်ပါနာခံဖို့ရန်အမိန့်တော်ဖြစ်တယ်နာခံဖို့နော်မိတ်ထားတဲ့အမိန့်တော်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ခုနနာမည်ကြီးဆရာတွေတို့ရေးသားထားတဲ့အရာကတော့အစစ်အတို့ဘာသာပြန်တဲ့အရာဖြစ်တယ်ဒီနေ့ပပတွေသွားတာတွေတော့ရှိနေတယ်ပေါ့နော်အနည်းကစုံတော့တက်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာအားလုံးပဲတဏှာပြုခြင်းဟာဆိုတော့အိမ်မကြာမှာအရေးကြီးတဲ့အတွက်ကြောင့်မို့ကျမတို့တက်နိုင်တဲ့ဘက်ကနေအတူတကွဘုရားရဲ့နိုင်ငံတော်အတွက်ဘုရားမိန့်တော်ကိုနာခံရင်းနဲ့ပေါ့နော်ကျမတို့တဆွတဲ့ဘက်ကနေပါဝင်ကြရအောင်ဆိုပြီးမှဒီနေ့